အားလုံးပဲမင်္ဂလာပါရှင်ဖွဖြူပါဒီနေ့ဖေဖော်ဝါရီလ12ရက်နေ့ကြာသပတေးနေ့အတွက်ပေါ့နော်ကမ္ဘာ့ရွှေစည်ဘေးစင်းတွေကိုစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာဒီပညာပိုင်းကခက်မှန်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ရှင်မနေ့ကဖွဖြူခက်မှန်သုံးသပ်ပေးခဲ့တဲ့ဗီဒီယိုထဲမှာဆိုရင်လည်းဝယ်တင်ရောင်းတဲ့စုံတွေကိုပြောပြခဲ့ပေါ့နော်အဲ့ဒီစုံလေးတိုင်းလိုက်ပြီးတော့မှအဝယ်ရောင်းလုပ်ခဲ့တဲ့သူတွေအနေနဲ့အခုချိန်မှာဆိုရင်အကျိုးမြတ်တွေရရှိနေမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဘေးစင်းတွေကိုဒီတစ်ခါစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုဒီပညာပိုင်းကသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်အခုလိုမျိုးကမ္ဘာရွှေစည်းအတက်ကြတွေမှာဝင်ရောက်ပြီးတော့မှအကျိုးမြတ်ရှာကိုကျင်းတဲ့သူတွေအနေနဲ့ကမ္ဘာရွှေဆိုတာပါလဲ forest trading ဆိုတာပါလဲမသိသေးတဲ့သူတွေအတွက်ပေါ့နော်အခြေခံနေစပြီးတော့မှဈေးကွက်အကြောင်းကိုယ်တိုင်နားလည်ပြီးတော့မှကိုယ်တိုင်ခံမှန်းပြီးတော့မှလက်တွေ့အယောင်းဝယ်လုပ်နိုင်တဲ့ဒီစနစ်တကျလေ့ကျင့်သင်ကြားပေးတဲ့သင်တန်းလေးတစ်ခုရှိပါတယ်ဒီသင်တန်းကတော့ forest trading နဲ့ကမ္ဘာရွှေလုပ်ငန်းအကြောင်းကိုအခြေခံနေစပြီးတော့မှကိုယ်တိုင်လက်တွေ့အယောင်းဝယ်လုပ်နိုင်တဲ့ဒီစနစ်တကျလေ့ကျင့်သင်ကြားပေးတဲ့သင်တန်းလေးဖြစ်ပါတယ်ဈေးကွက်အကြောင်းဘာမှမသိထားသေးတဲ့သူတွေအနေနဲ့လည်းသင်တန်းတက်ရုံဖြင့်ဒါအခြေခံနေစပြီးတော့မှကောင်းကောင်းနားလည်သွားမှာဖြစ်ပါတယ်ဆိုတော့ကမ္ဘာရွှေလုပ်ငန်းအကြောင်း forest trading လုပ်ငန်းအကြောင်းကိုလေ့လာခြင်းနဲ့ဘယ်ကနေစပြီးလေ့လာရမလဲမသိသေးတဲ့သူတွေအတွက်ဝတ်ဖြူရဲ့သင်တန်းမှာဓာတ်ရိုက်လေ့လာလို့ရပါတယ်ရှင်ဆိုကနေပြီးတော့မှဓာတ်ရိုက်သင်ကြားပေးတာဖြစ်တဲ့အတွက်အားလက်ချိန်ကိုလည်းကိုယ်အဆင်ပြေတဲ့အချိန်ကိုညှိပြီးတော့မှတက်ရောက်လေ့လာလို့ရပါတယ်ဒါကြောင့်မို့ကမ္ဘာရွှေသင်တန်းနဲ့ပတ်သက်ပြီးတော့မှတိကျစုံစမ်းမေးမြန်းခြင်းတဲ့သူတွေအနေနဲ့ဝတ်ဖြူရဲ့ Messenger ဒါမှမဟုတ် Telegram အကောင့်ကနေဆက်သွယ်ပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဆက်လက်ပြီးတော့မှဒီနေ့12ရက်နေ့ကြာသပတေးနေ့အတွက်ကမ္ဘာရွှေစောင့်ကြည့်ရမယ့်ဇာတ်ရက်တွေကိုဤပညာပိုင်းရာသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မနက်ခင်းပိုင်းမှာဆိုရင်ကမ္ဘာရွှေရာတောင်စားကို9085ဈေးတန်းနဲ့ဈေးစဖွင့်လာခဲ့ပါတယ်အမြင့်ဆုံးအနေနဲ့9099ထိဈေးတက်ထားပြီးပါပြီ9045ဈေးတန်းအထိအနေဆုံးကျထားပြီးတော့မှလက်ရှိမှာတော့9051ဈေးတန်းဝန်းကျင်မှာဈေးတက်ကျသွားနေရပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းတွေကို candlestick ချက်စရာကိုကြည့်ပြီးတော့မှအတူတူလေးလာကြည့်ကြပါမယ်ရှင်ဆိုတော့ဒီနေ့ analysis ကိုလည်းပုံမှန်တိုင်းပဲ1 hour time frame နဲ့ပဲခန့်မှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာမြင်နေရတဲ့ resistance support မြင်နေကတော့မနေ့ကဆွပြပေးခဲ့တဲ့မြင်နေဖြစ်ပါတယ်မနေ့ကမှဆိုရင်အယောင်းစုံကိုဒီ9120တရားစုံမှာရောင်းလို့ရတယ်ဆိုတာပြောပေးခဲ့တယ်ပေါ့နော်ဒီစုံလေးမှာလိုက်ရောင်းခဲ့မယ်ဆိုရင်တော့ဈေးပြန်ကျဖြစ်တဲ့အတွက်အကျိုးမြတ်ရရှိမှာဖြစ်ပါတယ်မနေ့ကအဝယ်ဆုံးကလည်းဒီစုံလေးပေါ့နော်9020စုံကိုလည်းပြန်ဝယ်လို့ရတဲ့စုံအနေနဲ့အပေါ်ပြကသတ်မှတ်ပေးထားခဲ့တယ်ပေါ့နော်ဆိုတော့ဒီစုံတိုင်းအဝယ်ရောင်းလိုက်လို့ခဲ့တဲ့သူတွေအနေနဲ့ကတော့အကျိုးမြတ်ရရှိသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာလည်းစုံကတိတိကျကျပြောင်းလဲသွားတာမျိုးတော့မတွေ့ရဘူးပေါ့နော်ဈေးကအရင်ရက်တွေမှာဈေးလောက်ခတ်ပုံမှန်ထက်နေတယ်လို့ပြောလို့ရတယ်ဈေးညိနေလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့အဓိကစောင့်ကြည့်ရမယ့်ဈေးတဲ့စုံကလည်းမနေ့ကစုံတိုင်းပေါ့နော်ဒါဆို resistance level ကိုတော့နည်းနည်းလေးတစ်ချက်ပြန်ပြင်ရမယ်ပေါ့နော်ပထမဆုံးဈေးတက်ဖို့အတွက်အန်တာဖြစ်စေမဲ့ဈေးတန်းကို9093ဝန်းကျင်မှာသတ်မှတ်ထားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဈေးတန်းစုံမှာပဲဈေးလေးတွေပြန်ကျလာတွေ့ရပါတော့ဆိုတော့ဒီဈေးတန်းစုံကိုဖောက်တက်နိုင်မှသာလျှင်ဈေးကဆက်ပြီးတော့မှအတက်အားကောင်းမဲ့အနေထားလေးပါ။အောက်ဈေးမှာဆိုရင်လည်းဈေးကျဖို့အတွက်အန်တာဖြစ်စေတဲ့စုံကိုဒီ9036-39ဝန်းကျင်မှာသတ်မှတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဈေးကျဖို့အတွက်အန်တာဖြစ်စေမဲ့ဒီစုံလေးပေါ့နော်9032မှာ639စုံလေးကိုတစ်ချက်စောင့်ကြည့်ပါဒီဈေးတန်းအောက်ကိုသာH1ရဲ့အကြကန်နဲ့ဖောက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ဈေးကဆက်လက်ပြီးတော့မှအကြအားကောင်းနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ market rate ကတော့မနေ့ကထက်ကိုrate ကျင်းလာတာတွေ့ရပါတော့ဆိုတော့ဒီမျိုး market rate ဈေးတက်ကြစုံလေးတွေကတဖြည်းဖြည်းနဲ့ကျင်းလာတဲ့ဒီစုံထဲမှာပဲသွားနေတယ်ဆိုရင်တစ်ချက်သတိထားပါမယ်ဘာလို့လဲဆိုတော့တစ်ဖက်ဖက်ကို break out ဖြစ်ပြီးတော့မှuptrend ဖြစ်သွားမလား downtrend ဖြစ်သွားမလားဆိုတာကိုစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်အဝယ်ရောင်းကို break out ဖြစ်မှသာအဝယ်ရောင်းပြုလုပ်စေချင်ပါတယ်ဝယ်ခြင်းတဲ့သူတွေအနေနဲ့ကတော့9093စုံကို H1 ရဲ့အတက်ကန်နဲ့ဖောက်ပြီးတော့မှပိတ်နိုင်မှသာလျှင်ဝယ်ဖို့ဦးစားပေးဖို့စဉ်းစားစေချင်ပါတယ်ရောင်းဖို့အတွက်ဆိုရင်တော့9034စုံကိုသာအကြခံနဲ့ဖောက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ဆက်ကြနိုင်မယ့်အနေအထားဖြစ်တဲ့အတွက်ဒီ9034စုံကိုတစ်ချက်စောင့်ကြည့်ပါဒီစီးတဲ့စုံအောက်ကိုသာ H1 ရဲ့အကြခံနဲ့ဖောက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုရင်တော့အောက်ဘက်ပေါ့နော်4983ဝန်းကျင်လောက်ထိအကြသွားနိုင်မှာဖြစ်ပါတယ်လက်ရှိဈေးကွက်ကိုဒီပညာပိုင်းကခံမှန်းသုံးသပ်ထားဖြစ်တဲ့အတွက် breaking news တွေထွက်လာတဲ့အချိန်မှာလွှဲချော်ကောင်လွှဲချော်နိုင်တယ်ဒါကြောင့်မို့အယောင်းဝယ်လုပ်တဲ့အခါမှာအရှုံးရောအမြတ်ရောရနိုင်တာဖြစ်တဲ့အတွက် TPS ဆန်လေးထားပြီးတော့မှစနစ်တကျအဝယ်ရောင်းပြုလုပ်စေချင်ပါတယ်လူကြီးမျိုးရဲ့ထွေးကောက်နဲ့မှာရှိတဲ့ deposit နဲ့ကိုက်ညီမဲ့ lot size ကိုသာအသုံးပြုပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရှင်ရောင်းမဝယ်မတွေကိပြီးတော့မှ profit တွေရကြပါစေလို့လည်းဆုတောင်းပေးပါရရှင်အခုလိုမျိုး forex trading account ကိုကိုယ်တိုင်ဖွင့်ပြီးတော့မှအယောင်းဝယ်ပြုလုပ်ခြင်းတဲ့တွေအနေနဲ့လည်းဘုတ်ရွှေစီမှာထိထိ account တွေလာရောက်ပြီးတော့မှဖွင့်ခိုင်းလို့ရပါတယ်100% credit bonus ပေးနေရဖြစ်တဲ့အတွက်အခုချိန်မှာဆိုရင်$900 trading account ဖွင့်မယ်ဆိုရင်နောက်ထပ်900ထပ်ရပြီးတော့မှတိုးတက်1000နဲ့ထွေးလို့ရမှာဖြစ်ပါဆိုတော့ဒီလိုမျိုး promotion ရှိတဲ့ကာလမျိုးမှာ trading account ဖွင့်ပြီးတော့မှအကျိုးမြတ်ရှာခြင်းတဲ့တွေအနေနဲ့ဘုတ်ပြိုဆက်တယ်ပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်